ဒီချစ်စရာကောင်းတဲ့ကောင်မလေးကငယ်စဉ်ကတည်းကအလွန်စားကြီးခဲ့ပါတယ်။သူမကအစာစားတိုင်းပေါင်မုတ်အချက်တရာစားခဲ့ပါတယ်။သူမကသူ့ဆရာမရဲ့အစားအစာကိုတောင်လူယူစားသုံးခဲ့ပါသေးတယ်။ကောင်မလေးရှိနေတာကြောင့်တခြားကျောင်းသားတွေအငတ်ခံနေရလို့ဆရာမကဘာမှမတတ်နိုင်တယ်လို့ခံစားခဲ့ရပါတယ်။ကောင်မလေးကသူတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝကိုမနှောက်ယှက်အောင်ဆရာမကသူမကိုသူ့ရဲ့သူထေးအကိုကိုရှာဖွေဖို့အိမ်ပြန်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကသူ့အကိုကသူမကိုပေါင်မုတ်တောင်တလုံးစာကျွေးမွေးနိုင်ကြောင်းပြောခဲ့ပါတယ်။ကောင်မလေးထွက်ခွာတော့မှဖြစ်ကြောင်းလူတိုင်းကြားသိရတဲ့အခါမှာတော့သူတို့ကသူမရဲ့ပစ္စည်းတွေကိုထုတ်ပိုးရမှာချက်ချင်းကူညီပေးခဲ့ကြပါတယ်။သူမမထွက်ခွာခင်မှာတော့ဆရာမကကောင်မလေးကိုသူ့အကိုကိုရှာဖွေနိုင်ဖို့ကြောက်စိမ့်ဆွဲသည့်တကုံပေးခဲ့ပါတယ်။ကောင်မလေးကမြို့ထဲကိုပျော်ရွှင်စွာခုန်ပေါက်ဝင်ရောက်သွားတဲ့အခါမှာတော့ကြောက်စိမ့်ဆွဲသည့်ကတောက်ပနေတာကိုတွေ့ရှိခဲ့ရတယ်။ဒါကသူ့အကိုအနီးနားမှာရှိနေကြောင်းဆိုလိုတာပါ။ဒါပေမဲ့သူ့အကိုကမတော်တဆမှုတစ်ခုကြုံတွေ့တော့မှဖြစ်ပါတယ်။အမျိုးသားကသူ့ညီမရဲ့တပ်ပုံကိုကြည့်ရင်သူ့ရဲ့နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့မောင်နှမကိုလက်နဲ့ဆိုင်လွှမ်းဆွနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအချိန်မထိန်နိုင်တဲ့ကုန်တင်ရင်တစ်စီးကသူ့ရင်စီကိုအချိန်ပြင်းပြင်းနဲ့ဦးတည်လာခဲ့ပါတယ်။အဲ့ဒီအရေးကြီးတဲ့အချိန်လေးမှာပဲကောင်မလေးကရှေ့ကိုပြေးသွားပြီးရင်နှစီးလုံးကိုလူသားထက်တာလွန်သောခွန်အားနဲ့ရက်တက်လိုက်ပါတယ်။ရင်မောင်းကသူ့ရှေ့မှာကောင်မလေးတယောက်ရုတ်တရက်ပေါ်လာတာကိုတွေ့ပြီးမှင်သက်သွားခဲ့တယ်။အဲ့ဒီနောက်ကောင်မလေးကရင်စီကိုရှောက်သွားပြီးတကားကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူမကအမျိုးသားကကြောက်လန့်တကြားနဲ့တတိလစ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့ကောင်မလေးကဆေးလုံးတစ်လုံးကိုအမြန်ထုတ်ယူပြီးသူ့အကိုကိုခွင့်ကျွေးခဲ့ပါတယ်။ထင်းတဲ့အတိုင်းပါပဲနောက်တစ်စက္ကန့်မှာပဲအမျိုးသားကချက်ချင်းနှိုးထလာခဲ့တယ်။ဒါကိုမြင်တော့ကောင်မလေးကဆေးလုံးတစ်လုံးကိုအမြန်ထုတ်ယူပြီးသူ့အကိုကိုခွင့်ကျွေးခဲ့ပါတယ်။ထင်းတဲ့အတိုင်းပါပဲနောက်တစ်စက္ကန့်မှာပဲအမျိုးသားကချက်ချင်းနှိုးထလာခဲ့တယ်။ဘာဖြစ်ခဲ့လဲဆိုတာကိုစစ်ဆေးဖို့ရင်ပေါ်ကထွက်တော့မဲ့အချိန်လေးမှာပဲကောင်မလေးကပြေးလာပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ပွေးဖက်ကအကိုလို့ခေါ်လိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကသူမကိုမမှတ်မိပဲသူမလူမားနေတယ်လို့ထင်ခဲ့ပါတယ်။အမျိုးသားရဲ့လက်ထောက်ကကောင်မလေးကသူနဲ့အရန်တူနေကြောင်းသတိထားမိလိုက်တယ်။ဒါကြောင့်သူကလည်းသူမဟာတကယ်ပဲအမျိုးသားရဲ့ညီမဖြစ်ကြောင်းယုံကြည်ခဲ့ပါတယ်။အမျိုးသားကသူ့မှာနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ညီမတစ်ယောက်တကယ်ပဲရှိခဲ့ကြောင်းတတိယသွားခဲ့တယ်။ကောင်မလေးဘလောက်ဆင်းရဲစွာဝစ်စားထားတယ်လဲဆိုတာကိုမြင်တော့သူကသူမကိုအရင်အိမ်ပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်မလေးကလှပတဲ့မင်းသမီးဝစ်စုံတစ်စုံကိုအမြန်ပြောင်းလဲဝစ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမကတကိုယ်လုံးရရန်စပြုလာခဲ့ပါတယ်။အမျိုးသားကသူမကိုစစ်ဆေးဖို့အပြေးရောက်လာခဲ့ပေမဲ့အကြောင်းရင်းကိုရှာမတွေ့ခဲ့ပဲအဝိစားတွေညစ်ပတ်နေတယ်လို့ယူဆခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကကောင်မလေးရဲ့ဆရာမထားခဲ့တဲ့စာတစ်စောင်ကိုတွေ့ရှိခဲ့ရပါတယ်။တကယ်တော့ကောင်မလေးကကံကြမ္မာဆိုးနဲ့မွေးဖွားလာခဲ့တာပါ။သူမကိုပေါ်ကဒေါ်လာ100ထက်ကိုတန်ဖိုးရှိတဲ့ဘဲအရာမဆိုသူ့တကူလုံးကိုရရန်စီမှာဖြစ်ပါတယ်။တခုတည်းသောကုထုံးကတော့ကောင်းမှုကုသိုလ်တွေလှုပ်ဆောင်ဖို့ပါပဲ။သူ့ညီမရဲ့အနာဂတ်အတွက်အမျိုးသားကသူ့လက်ထောက်ကိုပရဟိတလုပ်ငန်းတွေမှာဒေါ်လာ10တန်းလူတန်းဖို့ချက်ချင်းအမိန့်ပေးခဲ့ပါတယ်။ထင်တဲ့အတိုင်းပါပဲ။အလူတန်းပြီးတဲ့နောက်မှာတော့ကောင်မလေးရဲ့ရင်ခွင်ထဲကကြောက်စိမ့်ဆွဲသီးကနောက်တစ်ချိန်တောက်ပလာခဲ့ပါတယ်။သူမကိုပေါ်မှာတဲဆောင်နိုင်တဲ့တန်ဖိုးကဒေါ်လာ1000အထိတိုးမြင့်သွားပြီးကောင်မလေးကပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လက်ထောက်ကအမျိုးသားကိုအလူတန်းကြောင့်သူအခုမွဲပြကျသွားပြီဖြစ်ကြောင်းတတိပေးခဲ့ပါတယ်။ဒါကိုကြတော့ကောင်မလေးကအရန်အပြစ်ရှိတယ်လို့ခံစားရပြီးသူ့အကိုကိုကူညီပေးခြင်းခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမကသူ့အကိုကိုအခိုးငွေမဲတွေဝင်းရနေတာကိုတတိထားမိလိုက်တယ်။ဒါကတစုံတစ်ယောက်ကသူ့အကိုရဲ့ကံကောင်းခြင်းတွေကိုခိုးယူနေတယ်ဆိုတာကိုဆိုလိုတာပါပဲ။